UL ရဲ့ကြော်ပြီကြော်သွားပြီ A7 obscura တယောက်ပဲကျန်တော့မယ်ဟလားဘယ်ကိုသွားမှာလဲဘဲမှာပြေးလို့မရတော့ A7 ပြတ်သွားပြီလားနောက်ဆုံးအိမ်ပြန်လိုက်ရပြီ A7 vamos okay group A D1 နောက်ဆုံးပွဲ Iran မြန်မာစတင်လာခဲ့ပါပြီနောက်ဆုံးတော့ဆိုတော့ F7 ဒီပွဲမှာခြေနေမကောင်းဆိုရင်တော့အိမ်ပြန်ရတော့မှာနော် F7 နော်ခုချိန် UL ကမပြတ်ဖဲနဲ့နော် F7 ကရင်ပြတ်သွားရင်တော့ F7 ဆီဆိုတော့ ဆိုတော့ F7 အိမ်ပြန်ရတော့မှာနော်16သိန်းရှိတာအဆင့်14မှာပါနော် PNGC ဖက်နစ်ကလောလောလတ်လတ်ပူပူနွေးနွေးချန်ပီယံနော်အဆင့်14မှာကျန်တိုက်ဒါနောက်ဆုံးပွဲနောက်ဆုံးအချိန်နော်နောက်ဆုံး chance အနေထားမှာ obscurus F7 ဆိုတော့အဲ့တော့ဘာလုပ်မှာလဲပေါ့နော်ဆိုတော့ F7 နော် run point 7ဒီပွဲနော်ဒီပွဲ run point 6စုတယ်လေဒီကောင်ဆိုပြေးတော့မဖန်ဘူးရန်ဒိုမှာဆိုရင်ဟိုမှာဟိုရန်ဒိုဆိုရင်များတယ် K fan တယ်ကောင် K fan ရန်ဒိုမှာကိုလန်နေမှာကိုဆင်းပြီးတော့မှာအေးအငြိမ်လေးစော့တာF7 ချစ်ကန်လည်းမရဘူးအဲ့တပွဲပဲလာပြသွားတယ် F7 1 to 10 1 to 4ဝင်ပြီးတော့နောက်ပွဲတွေကုန်းတာဆိုတောက်လျှောက်ပဲ721 F7 ရှိနေတဲ့ပတ်ချမ်းကိုပဲတိုးသွားမလား F7 လှမ်းတော့ပြစ်ထားတယ်လားလာတော့မလာတော့ဘူးတစ်ဖက်က4 thread ဒီဘက်ကိုမြောက်ကိုလှည့်သွားပြီလားထိတယ်ကွာတော့မသွားဘူး F7 တော့နော်အိမ်ပြန်ဖို့လမ်းစာတော့နော်ကျုံမျိုးရှားနေပြီလားဆိုတော့ UL က 1K ရသွားပြီဆိုတော့နောက်မှာ16မှတ်နဲ့ F7 ကိုကြော်သွားပြီလား F7 အဆင့်15နဲ့ဦးလာနော် F7 ကိုထိုင်ဆောင်နေတာသားကြီးတို့ဆိုတော့ F7 ကာရီလို ADS ရဲ့ Spiro Not တခါနဲ့ပါခေါ်နော်တမတ်စပြီးတော့ရဦးလာပြန်ကြော်တက်နော်လည်းမျိုးဦးလာနဲ့ F7 နဲ့ A7 Wizaro PC ရှိနေတဲ့ကွန်မောင်းကိုနော် 4th right အကူညီနဲ့တော့ဝင်ပြီးတော့တိုင်းဖို့တော့စူးစမ်းနေတစ်ဖက် 4th right တွေကစောင့်နေတာမင်းတို့ဘယ်သူဝင်ငါကတော့စားပါပဲဆိုပြီးတော့ဘောကနေချိန်နေတာဆိုတော့ F7 အတော်ကြီးကိုတတိကြီးထားပြီးတော့စော့နေတဲ့ပုံစံတော့ဖြစ်တယ်ဘယ်ကွန်မောင်းမှဝင်မထိုက်ဖဲနဲ့ဘယ်ရောက်သွားလဲတော့မသိဆိုတော့ PC နားမှာနောက်မှာလည်းဖင်ရမလုံးဒီကောင်တွေကအေးဖြစ်နေတဲ့တော့ကောတယောက်ဆိုတယောက်တော့ကတွေပေးတဲ့အတင်းဆိုတော့UL နဲ့အောက်ဆောကနော်ဟိုဗါလဲတန်းစင်းဆုံးပတ်တယ်ဦးလာနဲ့ရီဘိုကားပေါ်နေလှမ်းပြီးတော့ပြစ်တာနော်ကားပြင်ကြီးနဲ့ပြစ်ချသွားတာ R38 ကိုကောင်းတယ်နော်ဆိုတော့ EA ပြတ်သွားပြီလားအိုးနေလုံး no နောက်တစ်ယောက် no နောက်တစ်လုံး A7 2 man down နောက်တစ်လုံး short နောက်တစ်လုံး 3 man down တယောက်ပဲချန်တော့မယ် A7 2K နဲ့လားအိမ်တော့ပြန်ရတော့မယ် A7 UL ရဲ့ကြော်ပြီကြော်သွားပြီ A7 obscura တယောက်ပဲကျန်တော့မယ်ဟလားဘယ်ကိုသွားမှာလဲဘဲမှာပြေးလို့မရတော့ A7 ပြတ်သွားပြီလားနောက်ဆုံးအိမ်ပြန်လိုက်ရပြီ A7 A7 group state ကနေတော့မတက်နိုင်တော့တဲ့ A7 အခြေအနေတော်ဆိုးသွားပြီလား EDS ကတော့ကြော်အောင်မပြောမရဘူးတယောက်ပဲကျန်တော့ဆိုတဲ့အနေထားဒီထက်တေကြတဲ့အိမ်ပြန်လန်းတော့မရှိတော့ဘူးF7 လေးနော်တမန်တော်တွေငိုးတို့လေးထိုင်တော့အမှန်ကန်ကိုပြနေတာစိတ်တောင်မကောင်းဆိုတော့ Grand Final ကို Horror EA Panda S2G နဲ့ Aurora Furia ဆိုတော့ Cyber State ကို Boa ရဲ့ IDA ရဲ့ VC ရဲ့ Forthright ရဲ့ Goat ရဲ့ UL ရဲ့ 721 နဲ့ Team Flap ပေါ့နော်ဒါတော့ Cyber State ဆက်ဆော့အောင်ပေါ့နော် Qualifying Team Group A